မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာဖြစ်လို့ဟောရတယ်လဲဘုရားဆိုတာတရားတွေသိတော်လဲပဲအကြောင်းမရှိပဲသို့မဟုတ်ဟောခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးမရှိပဲနဲ့ဟောပြောလို့မရှိဘူးတန်ရုပ်ပါဠိတော်ကသုတ်တန်တစ်ခုမှာမြတ်စွာဘုရားကတောအုပ်ထဲကတိရွက်ကလေးတွေကိုလက်တွေနဲ့ကောက်ပြီးတော့ဆုပ်ပြီးငါလက်ထဲမှာရှိတဲ့တိရွက်နဲ့ဟောဒီတောထဲမှာရှိတဲ့တိရွက်ဘယ်ကများတယ်လဲလို့ဆိုတော့အရှင်ဘုရားလက်ထဲမှာရှိတဲ့တိရွက်ကအလွန်နည်းပါတယ်တောထဲမှာရှိတဲ့တိရွက်တွေကများပါတယ်လို့ယဟန်တွေကဖြေတဲ့အခါမှာမြတ်စွာဘုရားကအေးတရားဓမ္မနဲ့ပတ်သက်ပြီးတော့ငါသိတာတွေအများကြီးဖြစ်တော့လဲငါဟောတာကငါလက်ဆုပ်ထဲမှာရှိတဲ့တိရွက်လောက်ပဲလို့အဲ့တော့မြတ်စွာဘုရားကတော့လောကဝိတုဂုဏ်တော်ကြီးကိုထောက်ထားကြည့်မယ်ဆိုရင်လောကအကြောင်းကိုစုံစုံလင်လင်သိထားကြသိထားတော့မူတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားဖြစ်ပြီဆိုတဲ့အချိန်မှာသိเสียရှိသမျှအကုန်သိမှဘုရားလို့ခေါ်နိုင်မှာပေါ့ဒါကြောင့်မို့လို့ဒီအဓိပ္ပာယ်ကိုဖော်ကျူးတဲ့စကားလုံးတစ်ခုကတော့ယာဝတကံညေယံတာဝတကံညာဏံနဲ့သိเสียရှိသလောက်ဉာဏ်တော်ကြီးကအကုန်လိုက်သိတယ်ယာဝတကံညာဏံတာဝတကံညေယံဉာဏ်ရှိသလောက်လည်းသိเสียဆိုလိုတာကသိเสียအကြောင်းအရာတွေနဲ့ဉာဏ်ကတပြေးညီဖြစ်နေတယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားဟာအကျွင်းကြံမရှိအောင်သိတယ်ဆိုတာဘာမှတန်တရားဖြစ်ဖွယ်ရာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေအတိမျိုးနဲ့သိတာမဟုတ်ဘူးမြတ်စွာဘုရားကစัจ java လာတို့ကမ္ဘာလောကကြီးအကြောင်းတို့သိတယ်ဆိုတာသိနိုင်เสียနီးလန်းတွေကလည်းပဲရှိတယ်ပေါ့ဆိုပါစို့စัจ java လာအကြောင်းကိုမျက်လုံးနဲ့ထင်မြင်ရတယ်လို့ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်အလင်းအောင်ဖြန့်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်စัจ java လာကြီးတစ်ခုလုံးတစုတည်းမြတ်စွာဘုရားကမြင်နိုင်စွမ်းရှိတယ်ပေါ့အဲ့ဒါလို့ကိုရောမြတ်ကိုရောတိုင်းသိပြီးတော့မှမြတ်စွာဘုရားကဟောတဲ့နာကိုဟောတယ်မဟောတဲ့နာကိုမဟောပဲနေတယ်သို့မဟုတ်အကြောင်းရှိတဲ့အခါမှာဟောတယ်အကြောင်းမရှိရင်မဟောဘူးမြတ်စွာဘုရားဆိုဒီမှာအကြောင်းရှိမှဒီလိုဟာမျိုးဟောတာအဲ့တော့စัจ java လာအကြောင်းကိုအပြင်းပြေလျှောက်ပြီးတော့ဒီလိုဟောတာမျိုးမဟုတ်ဘူးလောကကြီးအကြောင်းကိုသိလိုက်တဲ့အခါမှာသို့မဟုတ်အမေးပု္ပ္ပာရှိတဲ့အခါမှာမြတ်စွာဘုရားဟောလေးရှိတယ်မေခွန်းတက်လာတဲ့အခါမှာတော့ဖြေဆိုတဲ့အနေနဲ့ဟောတာဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ပတ်သက်ပြီးတော့ဘုရားဟာစัจ java လာအတွင်းကကမ္ဘာအနှံ့ကိုရောက်ဖူးသလားမရောက်ဖူးဘူးလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒီကနေ့ခေတ်လူတွေကတွေးတောကြည့်ကြဥပမာပဲမြတ်စွာဘုရားဟာအမေရိကတိုက်ကိုရောက်သလားအာဖရိကတိုက်ကိုရောက်သလားအာရှတိုက်ကအိန္ဒိယနယ်ပယ်ချင်းချင်းလေးမှာပဲနေသလားတခြားနိုင်ငံတွေမရောက်ဖူးဘူးလားဒီလိုသိချင်ကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့လိုသိချင်တဲ့နေရာမှာအထပရိသသုတ်လို့ဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်ထဲမှာလည်းပဲတစ်ပိုင်းတစ်စားအနေနဲ့ပါတယ်ပရိသတ်10မျိုးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါကိုထောက်ထားကြည့်လို့ရှိရင်မြတ်စွာဘုရားအကျိုးရှိမဲ့နေရာဆိုရင်မြည်သည့်နေရာမဆိုရောက်တယ်လို့ပြောအကျိုးမရှိတဲ့နေရာတော့အားရှိရှောက်လည်မှာမဟုတ်ဘူးဆိုတာတော့သိကြတယ်နော်အဲ့ဒီသုတ်တန်တွေထဲမှာကြည့်တဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့လူမျိုးချင်းမတူတဲ့မျိုးကွဲတဲ့ဒေသတွေကိုမြတ်စွာဘုရားဟာရုတ်တရက်ရောက်ရှိသွားတယ်ဆိုတဲ့မှတ်တမ်းလေးတွေရှိတယ်ပေါ့အဲ့ဒီမှာလူသားတွေနေနဲ့ပြောတာတော့ခတ္တိယပရိသတ်ဂဟပတိပရိသတ်ဗြဟ္မဏပရိသတ်လို့
ဒီလိုအိန္ဒိယနိုင်ငံမှာခွဲခြားတဲ့လူအဆင့်တန်းမျိုးနဲ့ပဲသုံးဆွဲပြီးတော့ဖော်ပြတယ်တချို့နိုင်ငံတချို့ပရိသတ်အတွင်းမှာမြတ်စွာဘုရားကလူစုလူဝေးရှိနေတဲ့အချိန်မှာရောက်ရှိသွားတယ်ရောက်ရှိတဲ့အခါမှာသူတို့လူမျိုးရဲ့ခေါင်းဆောင်ပုံသဏ္ဍာန်နဲ့ရောက်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောတော်မူတဲ့စကားလေးရှိတယ်ယာတိတကောတေတံဝနောတာရိတကောဝနောဟောမိသူတို့ရဲ့အဆင်းရောင်လိုပဲတဲ့သူတို့ရဲ့အသားရောင်ကအနက်ဆိုလို့ရှိရင်မြတ်စွာဘုရားကလည်းသူတို့ကာလအတိုင်းနဲ့အနက်ပဲသူတို့အဆင်းရောင်ကအဖြူဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အသားရောင်ကလည်းအဖြူပဲလို့ဒီလိုပြောတာနော်သူတို့လူမျိုးပုံစံနဲ့ပရိသတ်ထဲမှာမြတ်စွာဘုရားဝင်ရောက်သွားတယ်ဝင်ရောက်သွားပြီးတဲ့အခါမှာတရားဟောလိုက်တယ်သူတို့ကတော့ထင်တယ်သူတို့ခေါင်းဆောင်လာတယ်လို့ပဲဒီလိုမြင်ကြတယ်သူတို့ပုံပန်းတန်တယ်အတန်ကလည်းပဲသူတို့အတန်မျိုးပဲလို့ဆိုတယ်ယာရိတကောတေတံတရောတာရိတကောမမတရောငါအတန်ကလည်းသူတို့အတန်မျိုးပဲလို့အဲ့ဒီအချိန်မှာအဲ့တော့မြတ်စွာဘုရားကတရားဟောလိုက်တယ်တရားဟောပြီးတော့အိပ်ပရိသတ်ကထွက်ခွာသွားတဲ့အခါမှာသူတို့ခေါင်းဆောင်အစ်စ်ကရောက်လာတော့လူတွေဟာတွေးပြီးတော့ကြံရစ်တယ်တဲ့ဟာခုနကဘယ်သူပါလဲလို့ဆိုပြီးတော့တွေးကြံရတယ်အဲ့ဒီလိုမှတ်တမ်းကလေးတွေကိုရှိတာထောက်လို့ရှိရင်မြတ်စွာဘုရားဟာအကျိုးရှိမယ်ဆိုရင်အာဖရိကလည်းရောက်မှာပဲအမေရိကလည်းရောက်မှာပဲတခြားတိုက်တွေလည်းရောက်မှာပဲဘာအတွက်မြတ်စွာဘုရားသူတို့ထဲဝင်ပြီးတော့တရားဓမ္မဟောတယ်လေလို့ဆိုရင်အနာဂတ်မှာဒီတရားဓမ္မကိုကြားဘူးနာဝကလေးရှိလို့ရှိရင်ဝါဒနာဘာခိယဖြစ်စိတ်တော့ငါအကျိုးရှိလို့မြတ်စွာဘုရားသွားပြီးတော့ဟောတယ်လို့ဒီလိုဆိုတာနော်အဲ့တော့သာသနာအကြောင်းကိုမသိရှိတဲ့ဒေသတွေမှာဘုန်းကြီးယဟန်ဆိုတာမြင်ဘူးအောင်လို့တခါတရံကြတော့တခါကြီးတယောက်ပြောတယ်လို့ပဲဘုန်းကြီးမမြင်ဘူးတဲ့အရာမို့အရှင်ဘုရားပြင်မဲ့ထွက်ပြီးလမ်းလျှောက်ပြပါဗျာဒီအရက်ကလူတွေကဘုန်းကြီးမမြင်ဘူး။အော်ဘုန်းကြီးဆိုတာဒါမျိုးပါလားလို့ဝါဒနာဘာကိယလေးဖြစ်ယုံလောက်ဒါလည်းပဲအကျိုးရှိတယ်လို့ပြောရမှာပဲပေါ့နော်။အဲ့ဒီသုတ်တန်သဲလွန်စာလေးကြည့်မယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားမရောက်ဖူးတဲ့နေရာဆိုတာအကျိုးမရှိတဲ့နေရာကလွဲရင်သူအကျိုးရှိတဲ့နေရာအနှံ့ရောက်တယ်လို့ပဲဒီလိုမှတ်သားကြရမှာဖြစ်တယ်ပေါ့ရောက်နိုင်တယ်လို့ပဲမှတ်သားရမှာပဲဟောဒီစัจ java လာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတယ်ဆိုတာမေခွန်းတက်လာလို့ဟောတာစัจ java လာအကြောင်းကိုနားထောင်ပြီးတော့တရားရလို့ဟောတာမဟုတ်ဘူးစัจ java လာနဲ့ပတ်သက်ပြီးတော့မေခွန်းတက်လာလို့သာဟောတာဖြစ်တယ်တချို့တရားတွေကမေခွန်းတက်လာလို့ဟောတာမြတ်စွာဘုရားကမဟောဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့950နဲ့ပတ်သက်တဲ့အခါမှာလည်းပဲတချို့လူတွေကတွေးကြတယ်မြတ်စွာဘုရားဟာလေးသိင်ကျင့်တဲ့ကမ္ဘာတသိန်းကာလပတ်လုံးပါရမီဖြည့်တာဘုရားအလောင်းတော်950ဆိုတော့ဘဝပေါင်း950ဆိုတော့အလွန်နှဲနေလှပါလားအလွန်နှဲတာပဲလို့ဒီလိုပြောကြလိမ့်မယ်အဲ့တော့မြတ်စွာဘုရားဟောတာနဲ့မဟောတာဟာဘယ်ဟာကပိုများတော့ဆိုမဟောခဲ့တာကများတယ်ဘာဖြစ်လို့မဟောခဲ့တယ်လဲဆိုရင်မေခွန်းတက်လာတာလည်းမရှိဘူးအကြောင်းတိုက်ဆိုင်လာတာလည်းမရှိဘူးဟောခြင်းကြောင့်ထူးခြားတဲ့အကျိုးတစ်ခုရလာမှာလည်းမဟုတ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟာလွတ်အပ်မှအလုပ်လုပ်တယ်လို့ဒီလိုပြောတာမလွတ်အပ်တဲ့နေရာမှာအလဟတဖြုံးတီးတာမလုပ်ဘူးလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့ဒီကနေ့ခေတ်လူတွေကတော့အကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအကျိုးထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေကိုလှုပ်ချင်တဲ့ပုံမှာမူတည်ပြီးတော့လှုပ်လို့ရှိကြမြတ်စွာဘုရားကတော့အဲ့ဒါလို့မဟုတ်ဘူးအကျိုးရှိမှလှုပ်တယ်အကျိုးရှိမှဟောတယ်950မှာဟောလိုက်ဇတ်တွေကိုဖတ်ကြည့်လိုက်လို့ရှိရင်အတိတေဗာရဏတိယံကြီးပဲဆိုတော့တချို့ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘယ်နဲ့လဲအလောင်းဟာဗာရဏတိကြီးပဲဖြစ်နေသလားလို့ဒီလိုလဲတွေးကြတယ်ပေါ့